မန်ချက်စတာကောင်းကင်မှာအသစ်ပြန်လည်မွေးဖွားလာခဲ့တဲ့ဖိုဒန်ငှက်ငယ်အီဂရစ်စပေါ့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မန်စီးတီးအသင်းမှာဖိုဒန်တယောက်ပြန်လည်တောက်ပနေတာကိုမြင်ရတာကတကယ်ကိုဝမ်းသာစရာပါပဲ။ဖိုဒန်ကမန်စီးတီးအသင်းမှာနေရာဆရတုန်းကလည်းအတော်လေးကိုခြေစွမ်းပြသခဲ့ပါတယ်။ဒါပေမဲ့ဒီနောက်ပိုင်းရာသီတွေမှာဖိုဒန်တယောက်အတော်လေးကိုရုန်းကန်နေခဲ့ရတာပါ။ဒီရာသီမှာလည်းဖိုဒန်တယောက်အတော်လေးကိုရုန်းကန်နေရပါတယ်။ဒါပေမဲ့ဒီနောက်ပိုင်းစီးတီးရဲ့နိုင်ပွဲတွေမှာအင်္ဂလန်သားဖိုဒန်ကအဓိကရေးပါလာခဲ့ပါတယ်။ဖိုဒန်ကမန်စီးတီးအသင်းအတွက်နောက်ဆုံးနှစ်ပွဲမှာ၄ဂိုးထိကိုသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒါကအတော်လေးကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ပါ။ဖိုဒန်တယောက်မန်ချက်စတာကောင်းကင်မှာပြန်လည်မွေးဖွားလိုက်တယ်လို့ပါပဲ။ဖိုဒန်ကမန်စီးတီးကလိယူနိုက်တက်အသင်းကို3ဂိုး2ဂိုးနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာမန်စီးတီးအသင်းအတွက်သွင်းဂိုး2ဂိုးကိုသွင်းယူပေးခဲ့တယ်လို့မန်စီးတီးကဖူဟန်အသင်းကို9ဂိုး4ဂိုးနဲ့နိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်းသွင်းဂိုး2ဂိုးထပ်ပြီးတော့သွင်းယူပေးခဲ့တာပါ။ဖိုဒန်ကဂိုးမျိုးနေတယ်လို့သွင်းဂိုးတွေကလည်းအသင်းအတွက်အရေးပါတဲ့အဆုံးဖြတ်သွင်းဂိုးတွေဖြစ်နေခဲ့တာပါ။ဖိုဒန်ကဒီရာသီမှာမန်စီးတီးအသင်းအတွက်ပြိုင်ပွဲစုံ18ပွဲကစား10ဂိုးသွင်း3ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဖိုဒန်တယောက်ပုံစံကောင်းပြန်ရလာတာမန်စီးတီးအသင်းအတွက်တော့အားတက်စရာပါပဲ။အထူးသဖြင့်ဒီနောက်ပိုင်းမှာအသင်းရဲ့ဂိုးသွင်းဆက်ဟာလန်သွင်းဂိုးတွေရှားပါနေချိန်မှာဖိုဒန်ကအဓိကသွင်းဂိုးတွေကိုပံ့ပိုးပေးထားခဲ့တာပါ။ဖိုဒန်တက်တော့ဒီနောက်ပိုင်းကာလတွေကဝေဖန်မှုတွေနဲ့ဖျက်ဆီးခဲ့ရတာပါ။စောင့်ကြည့်သွားရအောင်မှဆိုပေမဲ့ဖိုဒန်ကအကောင်းဆုံးပုံစံတစ်ခုရနိုင်ပြီလို့ပြောရမှာပါ။အရှိန်တစ်ခုအစားရနိုင်ပြီဖြစ်လို့ပုံစံကောင်းကိုသာဆက်လက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင်ဖိုဒန်ကမန်စီးတီးအသင်းရဲ့တိုက်စစ်မှာနေရာတနေရာပြန်ရလာဖို့ရှိနေပါတယ်။ဒီကနေ့တင်ဆက်မှုကဒီလောက်ပါပဲ။နောက်ဆုံးအားစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောနေနေကုန်ချောလိုက်ရပါတယ်။